ဆိုသူရှင်းတဲ့ပြေထရိတ်ပေးတာပဲရီစရှင်းမန်တောင်းတော့ပြီးတော့ပြေလိုက်ပြီးယိုရီပြန်ကြတယ်မဲစီလဲမှာချန်နေတဲ့ 2v1 စမျိုးတစ်ခုမှာတော့မက်ဆီယိုပါထပ်ပြီးတော့ယူသွားခဲ့ပြီးတော့ဒီနေရာပတယ်လီကတော့အဲ့တော့ဘောစရာပြေးပြီးတော့ဝင်လာခဲ့အဲလစ်ပြေးပြီးစတန်ဂါရီဟို3 man တောင်းချောက်ကိုစတန်ပြန်ပြီးပေးခဲ့အဲလစ်ဆိုပြန်ကြတော့ဘာကလည်းယူတော့ပြန်ပြီးပေးနေဆိုပေမဲ့ကတော့ကတ်တာတက်တက်ပြီးတော့တောင်းသွားခဲ့သူ2 man တောင်းတကယ်ဒီ line ကိုပွဲကိုတက်ပြီးတော့တက်လာဖို့တော့ကနည်းနည်းလေးခဲသွားခဲ့ကြဟိုဝင်လာခဲ့တော့အဲ့ဒီဟဲ့ကြောက်တယ်ပြီးတော့တက်သွားကြတော့စားတဲ့တော့တစ်ဖက်မှာတော့ရီစချင်းတော့ပြန်ရလပိုင်းမှာထပ်ပြီးတော့တောင်းတာပါသေးဘယ်ပြိုရအောင်ပြန်ပြီးထိထားသေးဆိုပြီးရီစချင်းတန်းပြီးရတယ်မဟုတ်ဘူး black ပါတက်ပြီးတော့ပေးအရှိရကြိုနေခဲ့တဲ့ player ချက်ချင်းဆိုပြန်ပေးလိုက်ရခဲ့ P7 damage ကအရင်ခံနေခဲ့ရဆိုတော့ကျန်နေတဲ့ Yo 3ဒီတစ်ခေါက်မှာရီစချင်း damage ကြားတယ်မှာ Yo 3တက်ပြီးတောင်းသွားတယ်ဗျာတန်းပြီးတော့ပေးရဆိုအင်မတင်ပြန်ပြီးတော့ထားလာကိုကျူးသားတယ်ဆိုတော့ Guardian ဟိုဘတ်တိုင်းတော့တန်းပြီးတော့ပုံလိုက် Messi ရှိနေဆိုတော့ဒီတစ်ခေါက်မှာတော့ကတော့ကစားမခံနိုင်တော့ crown လေးနဲ့ black ကတော့ပြန်ပြီးတော့ခဲတာရီစချင်း black damage ကြားတော့ပြန်ပြီးတော့ထားလာတယ်ဆိုပေမဲ့နောက်တဲ့ Yo 3 important down ပြန်ပြီးတော့ထားလာကိုကျူးသားတယ်ဆိုပေမဲ့ဘက်ကပေးတဲ့ damage ကြားတော့သူမခံနိုင်ဘူးဗျ immortal လေးနဲ့ပဲပြန်ပြီးတော့လွတ်လာခဲ့တော့မိုင်းလေးပဲဖြစ်ပါတယ်